ဝင်တာအချင်းချင်းဖုန်းသူ့မကြောက်လို့အဲ့တိုင်ပြီးတော့ဟယ်လိုဟုတ်ကဲ့မင်္ဂလာပါရှင်ဟန်နာလန်ကလောအိတ်ချက်မြေကျိုးဆောင်မှာကြိုးဆိုပါရှင်အော်ဟုတ်ကဲ့ကြည့်လို့ရပါရှင်အကိုဘယ်လိုမျိုးလေးလိုချင်တာလဲမသိဘူးရှင်ဟုတ်အကိုဘယ်တော့လောက်ကြည့်မလဲမသိဘူးရှင်အော်ဟုတ်ကဲ့အကိုအားဆိုရင်လေညီမကိုလေအချိန်လေးတစ်ချက်လောက်ပေးပါလားမသိဘူးအကိုမစားပါတော့နိုင်ဝက်လောက်ဆိုရင်အဆင်ပြေမလားမသိဘူးရှင်အဲ့ဒါအကိုစောင့်နေလိုက်မယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ရှင်ဟုတ်ကဲ့ကျေးဇူးပါမတ်တော့ကော်ဖီမှာလာပြန်ဟုတ်ပါအောင်စကားလေးအေးအေးလေးပြောလို့ရအောင်ဟုတ်အကိုကြတဲ့ပုံစံကတော့ခုနပြောသလိုပေါ့တိတ်တိတ်ဆိတ်ဆိတ်နဲ့ပတ်ဝန်းကျင်ကအေးအေးဆေးဆေးဖြစ်ရမယ်နောက်ပြီးတော့ဟိုလူမရှိလေကောင်းနေပဲကွာသိရမလားပတ်ဝန်းကျင်မှာအဲ့လိုမျိုးဖြစ်တာကိုပိုကြိုက်တယ်နောက်ပြီးတော့နည်းနည်းကြဲတာလည်းပိုကြိုက်တယ်အဲ့လိုမျိုးပေါ့အေးအေးဆေးဆေးကြောက်တဲ့လေးဖီးပြီးတော့ခံစားပြီးရေးလို့ရမယ့်နေရာမျိုးပေါ့အဲ့လိုမျိုးအေးဆေးဆေးနေချင်တာပေါ့အကိုကပေါ့အေးဆေးဆေးလေးကိုရဲ့ခံစားချက်လေးနဲ့အစီရေးရှင်တာဆိုအေးဆေးနေချင်တဲ့သဘောမျိုးပေါ့အဲ့မျိုးလေးရှိလာလို့ပေါ့ရှိရအကိုနောက်ပြီးတော့ခါကျတော့အကိုကဘယ်လောက်တန်အောင်သုံးချင်တာလဲမသိဘူးရတယ်အဲ့ဒါကတော့အရင်မကြည့်ဘူးအဆင်ပြေတယ်ကိုယ်စိတ်ထဲမှာဖီးဖြစ်တယ်ဆိုရင်အကုန်ဝယ်လို့ရတယ်ဘာမှမဖြစ်ဘူးအဲ့ဒီကောင်တော့နော်အားကြောင့်ညီမလေးစီမှာကောင်းတဲ့ကွက်လေးပဲကိုညီမလေး choice လုပ်ပြီးပြပေးလိုက်ရတယ်နော်ဟုတ်အဲ့ဆိုညီမခဏရရင်တစ်ချက်သွားကြည့်ကြရမယ်ဟုတ်ကဲ့ coffee လေးတောက်လိုက်ပါနော်ဟုတ်ကျေးဇူးပါအဲ့ဆိုမိုးမရခင်တော့လိုက်ကြမယ်ဟုတ်ပါမလားအဲ့ဆိုဟုတ်တယ်အချစ်ဖတ်တယ်ရောဒါလေးစားပြဟိုဘက်ဆောက်ပါပြတော့အဲ့ဆောက်ပါ别了，那个谁要回家了，那你过来，买点东西酱油哎，这个是过来的，但是这个不高，有味道没？有味道没？ဒီရပါတယ်ဘေးလောက်ကောင်းလေးရှိရတွေ့ထားပြီတခုခွာပါရဒီခံမရရဲ့ဘယ်လိုက်တော့မယ်ဘယ်ချက်ပါဒီဒီမှာသမီးပဲတွေ့多加一个，反正走。好的呀，你好的呀。对上，来几下吧，对上。我带你去。啊，对不对？好嘞，再来没？
နေကြီးငါပါပါရဲ့ဒါလေးဘာပဲလဲရှင်းဟောလာလိုက်ပြင်လာ